မကြခင်ရွေးချယ်တော့မယ် Real Madrid ရဲ့သမ္မတရွေးကောက်ပွဲမှာ Enrique Riquelme ကသူသာနိုင်ရမယ်ဆိုရင်တော့ Man City တိုက်စစ်မှု Erling Haaland ကို Madrid ကိုခေါ်ယူပေးမယ်ဆိုပြီးတော့မဲဆွယ်မှုတွေပြုလုပ်လိုက်တယ်။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း26နှစ်အတွင်းကဘာစီလိုနာစီကနေပြီးတော့ Figo ကိုလူယူပြီးတော့ Galactico ခစ်ကိုစတင်ခဲ့တဲ့ Florentino Perez ရဲ့နီးဗျူဟာအဟောင်းကြီးကအခုဆိုရင်တော့ Perez ကိုပြန်ပြီးတော့ချင်းချောက်နေပြီဖြစ်တယ်ရင်ဆိုင်နေရပြီဖြစ်တယ်ဆိုတော့ပြိုင်ဘက်သမ္မတလောင်းက Real Madrid အသင်းရဲ့နံပါတ်9ဂျာစီပေါ်မှာ Erling Haaland ရဲ့နာမည်ကိုရိုက်ထည့်ပြီးတော့မီဒီယာတွေရှေ့မှာသူကထုတ်ပြလိုက်တယ်ဆိုတော့ဖြစ်ရကအခုဘောလုံးပရိသတ်တွေကြားမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးသတင်းတစ်ပုဒ်ဖြစ်နေတယ်။ဥရောပရဲ့အမြင့်ဆုံးကလပ်အသင်းကြီးတွေထဲကတစ်ခုဖြစ်တဲ့ Real Madrid ကအခုလာမယ့်ဇွန်လ9ရက်နေ့မှာကျင်းပမယ့်ဥက္ကဋ္ဌရွေးကောက်ပွဲကအရင်အထက်ပို့ပြီးတော့ဇက်ရှိန်ညင်လာပြီ။အဲ့တော့လက်ရှိ Florentino Perez ကိုစိန်ခေါ်မဲ့38နှစ်အရွယ်ရှိတဲ့လုပ်ငန်းရှင် Enrique Riquelme ကသူသာနိုင်ရခဲ့မယ်ဆိုရင်တော့ Manchester City ကတိုက်စစ်မှု Erling Haaland ကိုမဖြစ်မနေခေါ်ယူပေးမယ်လို့တင်းဝင်ဂရုပြုလိုက်တာဖြစ်တယ်။ဒါဟာရိုးဂရိမဟုတ်ဘဲနဲ့ဘောလုံးသမိုင်းမှာအလွန်တုံ့လှုပ်စရာကောင်းတဲ့ဂရိကဝတ်တစ်ခုဖြစ်နေတယ်။ Riquelme ကအင်္ဂါနေ့ညကမီဒီယာအစီအစဉ်တစ်ခုမှာပါဝင်ခဲ့စဉ်2026-2029ရာသီအတွက်Erling Haaland နာမည်နဲ့ကျောနံပါတ်ကိုရိုက်ထားတဲ့ Real Madrid ဂျာစီကိုထုတ်ပြလိုက်ပြီးသူပြောတဲ့အတိုင်းမလုပ်ဆောင်နိုင်ခဲ့ဘူးဆိုရင်အသင်းဝင်အယောက်တသိန်းလုံးရဲ့အသင်းဝင်ကြီး100ရာခိုင်နှုန်းကိုသူ့အိတ်ကတ်ထဲကစိုက်ရော်ပေးမယ်ဆိုပြီးစာချုပ်စာတမ်းနဲ့ကွာဂရိကဝတ်ပြုသွားခဲ့တယ်။ဒီဗျူဟာကလွန်ခဲ့တဲ့2000ခုနှစ်ရွေးကောက်ပွဲတုန်းက Perez က Lorenzo Sanz ကိုအနိုင်ရဖို့အတွက်ဘာစီလိုနာကနေ Figo ကိုခေါ်ပေးဖို့ဆိုပြီးအသင်းဝင်တွေကိုဂရိပြုခဲ့တဲ့ပုံစံနဲ့တပုံစံနဲ့ပဲဖြစ်နေတယ်။ဆိုအဲ့တော့ Perez က Figo ကိုခေါ်ယူနိုင်ခဲ့ပြီး Real Madrid သမိုင်းကိုကစားသမားစုဆောင်းမှုစတင်နိုင်ခဲ့တယ်။ဒါအပြင်လက်ရှိမှာတော့အပြောင်းအရွှေ့ကျွမ်းကျင်သူတွေနဲ့မီဒီယာတွေရဲ့သုံးသပ်ချက်အရတော့ဒါဟာလက်တွေ့ဖြစ်လာဖို့အလွန်ခက်ခဲတဲ့ကောလာဟာလမဲဆွယ်မှုတစ်ခုသာဖြစ်ကြောင်းကိုသူကရှင်းပြထားတယ်။ဘာလို့လဲဆိုတော့ဟာလန်ကမန်စီးတီးမှာ2024ခုနှစ်အထိတက်တန်းရှိနေပြီးတော့ရေရှည်စာချုပ်ချုပ်ဆိုထားတာဖြစ်တယ်။လက်ရှိအချိန်မှာလည်းမန်စီးတီးကအဓိကတိုက်စစ်မှုအဖြစ်နဲ့ပါဝင်ကစားနေပြီးတော့ Riquelme ကတော့ဟာလန်ရဲ့စာချုပ်ထဲမှာစာချုပ်ဖြတ်သိမ်းခြင်းပါဝင်နေပြီးတော့ကစားသမားကိုယ်တိုင်ကလည်း Real Madrid ကိုလာချင်နေတယ်လို့သူကအခိုင်အမာပြောဆိုထားတယ်။ဒါအပြင် Riquelme ဟာအသင်းရဲ့အားကစားဒါရိုက်တာအဖြစ်ဂန္ဓဝင်ကစားသမားရာဦးကိုခန့်အပ်ဖို့သဘောတူညီမှုရရှိထားကြောင်းလဲပရိသတ်တွေကိုထုတ်ပြခဲ့တယ်။ဒါအပြင်လက်ရှိမှာဘောလုံးလောကရဲ့သတင်းစီးဆင်းမှုတွေအရလက်ရှိဥက္ကဋ္ဌဖြစ်သူ Perez ဟာလည်းအသင်းဝင်တွေကြားထဲမှာဩဇာတိတ်ကမအလွန်ကြီးမားနေစေဖြစ်ပြီးတော့ရွေးကောက်ပွဲမှာထပ်မံနိုင်ရဖို့ရေပန်းအစားဆုံးသူဖြစ်နေတယ်။ဒါကြောင့် Riquelme ကဟာလန်ကိုခေါ်ယူမယ်ဆိုရင်တော့ပြောရရင်ဆိုတော့ဗျာဂတိတာရှိပြီးတော့တကယ်လက်တွေ့မှာဖြစ်လာဖို့ဆိုတာတော်တော်လေးကိုခက်ရင်နဲ့ဆိုတော့ဟာလန်ကိုခေါ်ယူဖို့ဆိုတဲ့ဂတိဟာတကယ်အပြောင်းအရွှေ့ထက်သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ Real Madrid ပြည်သက်တီကြားမှာရေရှည်တိဆောက်ခြင်းတဲ့ရည်ရွယ်ချက်သာဖြစ်တယ်လို့လူတွေကသုံးသပ်ကြတယ်ဆိုတော့အားလုံးပါရှင်ပြည်သက်များခင်ဗျာမိတ်ဆွေတို့အနေနဲ့တကယ်လို့ Riquelme ကရွေးကောက်ပွဲမှာမထင်မှတ်ဘဲအနိုင်ရသွားခဲ့လို့ရှိရင်ဟာလန်ကို Man City ကနေစွန့်ခွာပြီးတော့ Real Madrid စီတကယ်ပဲရောက်လာနိုင်မလားဒါမှမဟုတ်သမိုင်းဝင် Figo ရဲ့အပြောင်းအရွှေ့လိုမျိုးဘောလုံးလောကကိုဒုတိယအကြိမ်ကင်လှုပ်မဲ့ဖြစ်ရကြီးတကယ်ဖြစ်လာနိုင်မလားဆိုတာကိုတော့မိတ်ဆွေရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာ